စာလံကျမ်းအခန်းကြီး56နှစ်အခန်းငယ်1မှ73ထိ။အိုဖျားသခင်အကျွန်ုပ်ကိုတနာတော်မူပါလူတို့သည်ကိုက်စားအံ့သောဒေါသနှင့်နေတိုင်းတိုက်၍အကျွန်ုပ်ကိုနှိပ်စက်ကြပါ။ရန်သူတို့သည်နေတိုင်းကိုက်စားအံ့သောဒေါသရှိ၍မြင်သောစိတ်နှင့်အကျွန်ုပ်ကိုတိုက်တော်သူအများရှိကြပါ၏။အကျွန်ုပ်သည်ကြောက်ရွံ့သောအခါကိုယ်တော်၌ခိုလုံပါမည်။ဖျားသခင်ကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားပါမည်ငါသည်ဖျားသခင်ကိုခိုလုံသည်ဖြစ်၍ကြောက်เสียမရှိလူသည်ငါ၌အဘယ်သို့ပြုနိုင်သနည်းသူတို့သည်နေတိုင်းကစကားကိုအလွဲယူကြ၏ငါ၌မကောင်းသောအကြံကိုသာကြံစီကြ၏ငါအသက်ကိုစောင့်စဉ်အခါစုဝေး၍ချောင်းမြောင်းလျက်ငါခြေရာတို့ကိုကြီးမှတ်ကြ၏သူတို့သည်မတရားသောအမှုအဖြစ်လွှတ်ခြင်းသို့ရောက်ရပါမည်လောအိုဖျားသခင်ထိုလူများတို့ကိုအမျက်တော်ထွက်၍လဲတော်မူပါအကျွန်ုပ်သည်အရရက်လဲရသောအချင်းအရာတို့ကိုကိုတော်မှတ်၍အကျွန်ုပ်မျက်ရည်တို့ကိုဘူးတော်ထဲမှထဲ့တော်မူပါစရင်တော်၌ရှိပါသည်မဟုတ်လောဖျားသခင်သည်ငါဘက်မှနေတော်မူသောကြောင့်ငါအော်ဟစ်သောအခါရန်သူတို့သည်လှန်ခြင်းကိုခံရကြမည်ကိုငါသိ၏ဖျားသခင်ကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားမည်ထာဝရဖျားကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားမည်ငါသည်ဖျားသခင်ကိုခိုလုံသည်ဖြစ်၍ကြောက်เสียမရှိလူသည်ငါ၌အဘယ်သို့ပြုနိုင်သနည်း။အိုဖျားသခင်အကျွန်ုပ်သည်ရှေ့တော်၌တစ္ဆာပြုပါသည်ဖြစ်၍တစ္ဆာဝတ်ကိုဖြေလျက်ကိုတော်ကိုချီးမွမ်းပါမည်။ကိုတော်သည်အကျွန်ုပ်အသက်ကိုတေခြင်းမှကဲလွတ်တော်မူပြီးအသက်ရှင်သောသူတို့၏အလင်းထဲမှဖျားသခင်ရှေ့တော်၌အကျွန်ုပ်ကျင့်နေပါမည်။အကြောင်းအကျိုးခြေကိုလည်းထိမိ၍လဲခြင်းမှကဲလွတ်တော်မူမည်မဟုတ်လောဒါဝိဒ်သည်ဂါသမြို့မှာဖိလိတ္တိလူတို့လက်သို့ရောက်သောအခါဆက်ဆိုသောစာလံကျမ်းအခန်းကြီး56နှစ်အခန်းငယ်1မှ73ထိ